ကြအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ channel လေးကနေနမိတ်အကြောင်းစိတ်ဝင်စားကြသူတွေအတွက်လူသိနေတဲ့နမိတ်များဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်လူသိနေတဲ့နမိတ်အဟောတွေက25ချက်ရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1အိမ်ထဲကိုဖားခုံဝင်လာတယ်ဆိုရင်ငွေရပါလိမ့်မယ်နံပါတ်2အိမ်ထဲကိုပတုံးဝင်တယ်ဆိုရင်ဧည့်သည်လာပါလိမ့်မယ်နံပါတ်3အိမ်ထဲကိုဓာတ်ကုတ်ကောင်ဝင်မယ်ဆိုရင်ဘေးကမ်းမဲ့ဧည့်သည်လာပါလိမ့်မယ်နံပါတ်4အလံတင်ရတယ်ဆိုရင်ရီမှန်းချက်အောင်မြင်မယ်နံပါတ်5တင်လိုက်တဲ့အလံပြန်လျှော့ကြပါကဘေးတွေ့နိုင်ပါတယ်နံပါတ်6ခွေးလက်ဆောင်ရရင်အိမ်ကိုခွေးလာနေရင်မိတ်ဆွေကောင်းရပါလိမ့်မယ်ခွေးမဲလာတယ်ဆိုရင်ဥစ္စာပေးမဲ့မိတ်ဆွေရပါလိမ့်မယ်အဝါရောင်ခွေးလာတယ်ဆိုရင်ပျော်ရွှင်စေတဲ့မိတ်ဆွေရပါလိမ့်မယ်အဖြူရောင်ခွေးလာနေမယ်ဆိုရင်တော့ချစ်ခင်ပွဲမိတ်ဆွေတွေရပါလိမ့်မယ်နံပါတ်9ခရီးသွားခြင်းနွားနဲ့တွေ့ရင်အလုပ်ကိစ္စအဆင်ပြေပါလိမ့်မယ်နံပါတ်10အင်ကြီးပြောင်းပြန်ဝန်းမိပါကမထင်မှတ်ပဲငွေအမြောက်အများရပါလိမ့်မယ်နံပါတ်9အိမ်မှာကြောင်မဲလာနေတယ်ဆိုရင်မိတ်ဆွေရဲ့တစ္ဆာဖောက်တာကိုခံရပါမယ်နံပါတ်10ကြောင်ပြူလာနေတယ်ဆိုရင်အသက်ဘေးနဲ့ကြုံရပါလိမ့်မယ်နံပါတ်17ကြောင်ဝါလာနေတယ်ဆိုရင်ကံဆိုးပြီးမှကံကောင်းပါလိမ့်မယ်နံပါတ်12အိမ်ထဲကိုလိပ်ပြောင်ဝင်လာတယ်ဆိုရင်သတင်းကောင်းကြားရပါလိမ့်မယ်မောင်းထုတ်မယ်ဆိုရင်တော့နမိတ်ဖြစ်ပြီးကံဆိုးပါလိမ့်မယ်နံပါတ်13နားရတယ်ဆိုရင်တစုံတစ်ယောက်ကတင့်အကြောင်းပြောနေပါဖြစ်ပါတယ်နံပါတ်14ဘယ်ဘက်နားရတယ်ဆိုရင်အကောင်းပြောမယ်နံပါတ်15ညာဘက်နားရတယ်ဆိုရင်အဆိုးပြောတယ်ဘသူပြောတယ်ဆိုတာခံမှန်းနိုင်ရင်အရာပြောက်ပါတယ်နံပါတ်16မွေတွေ့တယ်ဆိုရင်ကံကောင်းပြီအဲ့ဒီမွေကိုတတ်မိတယ်ဆိုရင်တော့နမိတ်ပြတ်ပါတယ်မွေကမိမိရှိမှကန့်လန့်ဖြတ်သွားတယ်ဆိုရင်တော့လက်တလုံးလုံးမဲ့ကိစ္စအမှားဖြစ်တယ်ကြံ့ကြာနေတတ်ပါတယ်ပင်ကူအိမ်မှာတင်းရဲ့နာမည်တစ်လုံးလုံးပေါ်နေတယ်ဆိုရင်တော့အလောက်အကိုင်းအဆင်ပြေပါတယ်နံပါတ်18အိမ်ထဲမှာငှက်ဝင်လာတယ်ဆိုရင်ငွေရပါတယ်နံပါတ်19အိမ်ထဲမှာငှက်တိုက်လာဆွဲတယ်ဆိုရင်ချမ်းသာပါလိမ့်မယ်နံပါတ်20ကလေးမွေးတဲ့နေ့တက်တန့်ထွက်တယ်ဆိုရင်အဲ့ဒီကလေးဟာအောင်မြင်တဲ့သူဖြစ်ပါတယ်နံပါတ်21မင်္ဂလာဆောင်တဲ့နေ့မှာတက်တန့်ထွက်တယ်ဆိုရင်အိမ်တော်ရေးတာရမယ်တက်တန့်နှစ်ထပ်ထွက်တယ်ဆိုရင်တော့အလွန်ကိုကံကောင်းနေပါလိမ့်မယ်နံပါတ်22ဘယ်ဘက်လက်ရရင်ငွေဝင်မယ်နံပါတ်23ညာဘက်လက်ရတယ်ဆိုရင်တော့ငွေထွက်ပါလိမ့်မယ်နံပါတ်24လာပြည့်နေ့မှာငွေဝင်တယ်ဆိုရင်ဥစ္စာတိုးပါတယ်နံပါတ်25ထမင်းစစဉ်တစုံတစ်ယောက်ကငွေလာပေးတယ်ဆိုရင်ငွေအမြောက်အများထပ်ပြီးတော့ဝင်ပါလိမ့်မယ်ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတာကတော့လူသိခဲ့တဲ့နမိတ်တွေအကြောင်းပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကာယဒုက္ခစိတ်ဓာတ်ဒုက္ခဒုက္ခနှစ်ပြားပြေဝချမ်းသာကြပါသည်ခင်ဗျာ